မနေ့ညကအဝေးကွင်းမှာမှားနေကြအမှားမျိုးနဲ့ထပ်ပြီးမှားခဲ့လို့ရှုံးပွဲတွေ့ခဲ့ရတယ်လို့ Bruno Fernandes ဝန်ခံလိုက်တယ်လို့မျိုးပညာရီထက်တင်ဖို့လိုအပ်သေးတယ်လို့ကျွန်တော်တို့အသင်းနီးပြမကယ်ကားတွေကလည်းပြောကြားလိုက်ပါတယ်မင်္ဂလာပါ The Voice of United Channel နဲ့ကြိုဆိုပါရစေကျွန်တော်တို့ဒီမနေ့ညက Premier League ပွဲဥထွက်ပွဲစဉ်တစ်အဖြစ် Manchester United က Hull City ကိုအဝေးကွင်းမှာ2ဂိုးမရှိနဲ့ရှုံးခဲ့တာအားလုံးသိပြီးသားဖြစ်ပါတယ်ဆိုတော့ဒီပွဲအပြီးမှာလုပ်ခဲ့တဲ့ interview တွေမှာဘာတွေပြောကြလဲဆိုလို့ရှိရင် Bruno Fernandes ကဒီဖြစ်ခဲ့တဲ့အမှားကပြီးခဲ့တဲ့ရာသီတုန်းကလည်းတောက်လျှောက်မှားခဲ့တဲ့အမှားကိုဆက်ပြီးတော့ကျူးလွန်ပြီးလို့မနေ့ကရှုံးပွဲတွေ့ခဲ့တယ်လို့ဝန်ခံလိုက်ပါတယ်ဆိုတော့မနေ့က Hull City ကဒီ 5-4-1 ဆိုတဲ့နောက်တန်း9ယောက်နဲ့ခံစစ်ပိတ်ဆော့တယ်ဒါပေမဲ့သူတို့ကဘောလုံးရတာနဲ့တိုင်မြန်တိုက်စစ်စင်နဲ့ဟာလာတကယ်ဟိုအရမ်းမြန်တဲ့ transition တွေကူးပြောင်းနေတဲ့ကစားတယ် United ကတစ်ဖက်အသင်းရဲ့တိုင်မြန်တိုက်စစ်ကိုမဟန်တားနိုင်တယ်လို့ United ဘောလုံးရနေတဲ့အချိန်မှာလဲ Hull City ရဲ့ခံစစ်ပိတ်ဆို့မှုကိုဘလို့မှမထိုးပေါက်နိုင်ခဲ့ဘူးဒါကကျွန်တော်တို့မနစ်ကတောက်လျှောက်တွေးခဲ့ရတယ်ဒီတစ်ဖက်အသင်းကခံစစ်ပိတ်ဆော့လို့ရှိရင်ဘလို့မှဒီ low block ကိုမဖြိုဖျက်နိုင်ဘူးတစ်ဖက်ဂိုးအေးရတဲ့ကိုဘောလုံးရောက်အောင်ဂိုးသွင်းနိုင်တဲ့အခွင့်အရေးရအောင်မဖန်တီးနိုင်ဒါကမနစ်ကလေးကကြုံတွေ့နေရတဲ့ဖြစ်တယ်ဒီနှစ်ပွဲစားတဲ့အချိန်မှာလည်းဒီပြဿနာကိုကျွန်တော်တို့မျက်ဝါးထင်ထင်ထပ်ပြီးမြင်ရတယ်ကားရက်ကလည်းဒီဟာတွေနဲ့ပတ်သက်ပြီးတော့သူကဒီနီးပညာတွေထပ်ပြီးတော့သူတို့လေ့လာစီးပူးလိုတယ်လို့ပြောတယ်တကယ်တမ်းကြားလို့ရှိရင်ဒီအချိန်ကြီးကကျွန်တော်တို့တော်တော်ကိုလွန်သွားပြီကျွန်တော်တို့မှဝယ်ထားတဲ့ရှိနေတဲ့ကစားသမားတွေဆိုတာလဲHull Cityတဲ့ပို့ပြီးတော့အရေးသွေးမြင့်တဲ့ကစားသမားတွေဖြစ်တယ်ဒါပေမဲ့နိုင်လိုစိတ်က Hull City ကကစားသမားတွေကနိုင်လိုစိတ်ပိုပြင်းပြတယ်သူတို့ရဲ့တမိုင်းတစ်လျှောက်လုံးမှာ Premier League မှာ United နဲ့တွေ့တိုင်းမနိုင်ဘူးဆိုတဲ့စံချိန်ကိုမနေ့ကချိုးဖျက်လိုက်တာဖြစ်တယ်သူတို့အိမ်ကွင်းမှာတမိုင်းသစ်ရေးထိုးသွားတာဖြစ်တယ် United ကလည်းဖွင့်ပွဲတွေမှာအဖွင့်ပွဲစဉ်တွေမှာတန်းတက်အသင်းတွေနဲ့တွေ့ရတိုင်းနိုင်ပွဲရလေရှိတယ်ဆိုတဲ့စံချိန်ကချိုးပြတ်သွားတာဖြစ်တယ်မနေ့ကတည်င်းလုံးကစားနေတဲ့ခြေစွမ်းမှာစိတ်ပါလက်ပါကစားတဲ့ကစားသမားဆိုတာတအားနဲတယ်မကွာယာလောက်ပဲစိတ်အားထက်သန်စွာနဲ့ရှေ့ထိတက်ပြီးဂိုးရဖို့စူးစမ်းနေတာမြင်ရတယ်တကယ်တမ်းကျလို့ရှိရင်ကွင်းလေမှာကစားနေတဲ့ကျွန်တော်တို့ခေါ်ထားတဲ့ကစားသမားအသစ်နှစ်ယောက်လုံးကလည်းချိန်မပေါ်ဘူးတယ်လီမန်ရောအန်ဒရီဆန်တော့ဆိုဘောလုံးကောင်းကောင်းမထွက်ဘူး Sky Sport ရဲ့ဘောလုံးဝေဖန်တဲ့သူကတယ်လီမန်နဲ့အန်ဒရီဆန်တို့ဆိုဘလောက်ထိပြောလဲဆိုလို့ရှိရင်ဝေဖန်လဲဆိုလို့ရှိရင်မီးအောင်အောက်ကိုရောက်နေတဲ့တမင်လေးတွေလိုပဲတွေးပြက်နေတယ်ဆိုတဲ့သဘောနဲ့သူဝေဖန်သွားတာတွေ့ရတယ်ဆိုတော့ဝေးရူနီက United ရဲ့ဘယ်နောက်ခံကစားသမား Luke Shaw ကိုသူ့ရဲ့ကစားတဲ့ style ကိုလည်းတကယ်ကိုចောင်းသားလေးတစ်ယောက်ကစားနေတဲ့ခြေစွမ်းမျိုးနဲ့ကစားနေရလို့ဝေဖန်သွားတယ်ပြစ်တင်သွားတယ်ပေါ့နော်တကယ်လဲစမ်းစစ်ကြည့်လို့ရှိရင်ဒီဝေဖန်ချက်တွေကမမှားဘူးဒီပြစ်တင်ချက်တွေကမလွန်ဘူးဆိုတော့ United ကစားသမားတွေကနိုင်ရမယ်ဆိုတဲ့စိတ်ဓာတ်မနေ့ကပျောက်ဆုံးနေတယ်အားလုံးကလေးလံထိုင်းမိုင်းနေတဲ့ကစားတဲ့ပုံစံမျိုးနဲ့ကစားနေတယ်တော်လက်မရှိဘူးတစ်ဖက်အသင်းကဝင်လာတဲ့ဘောလုံးတွေဖြတ်တင်ဘောတွေကိုထိထိရရောက်မခုခံမကာကွယ်နိုင်ဘူးစတီလမ်မန်စတာမနေ့ကထိရောက်တဲ့ကန်ချက်တွေကိုဟာစီတီဘက်ကကန်ချက်တွေကိုမကာကွယ်နိုင်ဘူးဆို United တို့ဒီထက်မကဂိုးပြတ်သွားနိုင်တဲ့အနေအထားရှိတယ်ကျွန်တော်တို့ဘက်က Ambumo ကန်နဲ့နှလုံးလောက်ပဲဟာစီတီဂိုးသမားကကာကွယ်တဲတန်ကာကွယ်သွားတာမျိုးရှိတယ်တကယ်တမ်းကျကြံတဲ့အချိန်တွေတစ်ခုလုံးမှာဘာမှမလုပ်နိုင်ဘူးဒုတိယပိုင်းတစ်ပိုင်းလုံးလည်းဘာမှမလုပ်နိုင်ဘူးတကယ်ကိုစိတ်ပြက်စရာကောင်းတဲ့ခြေစွမ်းနဲ့ကစားနေတာ Ryan Kane ရဆိုလို့ရှိရင် United ကစားသမားတွေကစားနေတာ Championship ကစားသမားတွေရဲ့ခြေစွမ်းမျိုးဖြစ်နေတယ်လို့တော့ပြောသွားတယ်သူတို့ပြောတာတွေကလုံးဝမလုံဘူးတကယ်တမ်းအရင်တော့ဆိုလို့ရှိရင်မနစ်ကဆိုလို့ရှိရင်ဒီကျွန်တော်အသင်း Legends တွေကပြောသမျှဟာတွေကအသင်းကိုထိခိုက်တယ်ဆိုပြီးတော့မှကျွန်တော်ကယူဆတယ်ပေါ့နော်အသင်းကစားသမားတွေစိတ်သက်ပိုင်းဆိုင်ရာမှာထိခိုက်နိုင်တယ်လို့ပြောတာမျိုးတွေထိခိုက်နိုင်တယ်လို့ကျွန်တော်ကယူဆတယ်ဒါပေမဲ့အခုချိန်ကြီးတဲ့ချိန်ချင်းကျတော့မနစ်က100စီဗျာတော်ပြီဒီနေ့မှာသူတို့ပြန်ပြီးလာမယ်မနစ်ကအဆင့်3ထိရောက်ခဲ့ပြီးပြီခြားထဲမှာကျွန်တော်တို့နွေရာသီတစ်လျှောက်လုံးနားခဲ့ပြီးပြီအသင်းကလူသစ်စိတ်သစ်ဖြစ်နေရမယ်အချိန်မှာကစားသွားတာကကိုကအောက်တင်းတဲ့ဆိုတဲ့ပုံစံမျိုးတော့ပြန်ရောက်သွားတဲ့ခြေစွမ်းမျိုးဖြစ်နေတယ်ဒါက Manchester United မှာဟုတ်ရဲ့လားလို့မေးခွန်းထုတ်ရမယ့်အခြေအနေတွေဖြစ်နေတယ်အခုပြောနေကြတဲ့ဝေဖန်နေကြတဲ့ဝေဖန်ချက်တွေအကုန်လုံးကို United ကစားသမားတွေဘယ်လိုမျိုးပြန်လဲပြုပြင်မလဲဘယ်လိုပြန်လဲပြင်ဆင်မလဲနောက်
တပတ်လာမယ့် Ipswich နဲ့ပွဲမှာဘယ်လိုမျိုးစိတ်ဓာတ်နဲ့ပြန်လာမလဲကားရက်ကတော့ဒီရှုံးပွဲကသင်ခန်းစာတွေအများကြီးယူပြီးတော့နောက်ပွဲမှာပြန်လာမယ်သူတို့သွားနေတဲ့အသင်းလမ်းကြောင်းကိုမထိခိုက်ဘူးလို့ပြောသွားတာပေါ့နော်သူတို့သွားနေတဲ့လမ်းကြောင်းကိုထိခိုက်မှာမဟုတ်ဘူးအသင်းရဲ့လမ်းကြောင်းကိုပျက်စီးစေမှာမဟုတ်ဘူးလို့ပြောသွားတယ်ယုံကြည်မှုမပြောက်ဆုံးဘူးလို့ပြောတယ်ကားရက်ကတော့ယုံကြည်ချက်အပြည့်ရှိနေတဲ့ပုံစံရှိတယ်အဲ့လိုပဲကျွန်တော်တို့ကလည်းဖြစ်စေချင်တယ် United နောက်ပွဲမှာနိုင်ပွဲပြန်ရမှအမှတ်မကွာတဲ့အနေအထားကိုရောက်မယ်နောက်တစ်ပွဲသာထပ်ပြီးရှုံးသွားလို့ရှိရင်6မှတ်ပြတ်သွားရင်လွယ်တဲ့အနေအထားမဟုတ်ဘူးဘာလို့ဆိုတော့အသင်းတွေအကုန်လုံးကလူအသစ်တွေဖြည့်ထားတယ်လူအင်အားတွေဖြည့်ထားတယ်တိုက်ဆိုင်ပဲပြောရင်မနေ့ကစပါးကလည်း Bradford ကို3-0နဲ့ရှုံးသွားတဲ့အနေအထားရှိတယ်အသင်းနီးပြအသစ်ကစားသမားအသစ်ဒါကတော့သူတို့ကနီးပြအသစ်နဲ့ကစားသမားအသစ်တွေနဲ့အသားမကျသေးဘူးလို့အကြောင်းပြလို့ရတယ်ကျွန်တော်တို့ United မှာတော့အဲ့အကြောင်းပြလို့မရဘူး United မှာမနေ့ကဝင်ကစားသွားတဲ့ကစားသမားအသစ်က2ယောက်ပဲရှိတယ်ဘာလီဘာကဒီနေ့မှ9နှစ်စာချုပ်စေးစစ်တာ pass ဖြစ်သွားပြီးတော့ဒီနေ့ပြီးသွားတယ်ဆိုတဲ့ဟာက Fabrizio Romano စီကပြီးခဲ့တဲ့တနင်္လာနေ့လောက်ကမှတက်လာတယ်အဲ့တော့ခေါ်ထားတဲ့ကစားသမားတစ်2ယောက်လုံးကမနေ့ကကွင်းလယ်မှာဝင်ကစားတယ်ထိရောက်တဲ့ခြေစွမ်းမပြနိုင်ဘူးဒုတိယပိုင်းမှာ2ယောက်လုံးကိုထုတ်လိုက်ရတဲ့အနေအထားဖြစ်တယ်တကယ်ဆိုလို့ရှိရင်ဒီလိုအဆင့်တန်းဒီလိုတစ်ဖက်အသင်းရဲ့အဆင့်ကကျွန်တော် Telemann ဆို Andrew Santos ဆိုအသာလေးဘောလုံးကင်ပြီးတော့ဂိုးရနိုင်တဲ့ခွင့်ရည်တွေဖန်တီးပေးနိုင်တဲ့စွမ်းစားတွေအများကြီးရှိရမယ် Bruno Fernandes ကိုရိုင်းကိုကမနေ့ကကြောင်ပြောက်နေတဲ့အနေအထားနဲ့ဘာမှမလုပ်နိုင်ဘူးဂိုးဖန်တီးခွင့်ဘာမှမရှိဘူးဒေါ်ကူးဆိုတာလည်းဘောလုံးကိုဆွဲပြေးသွားပြီးဘာလို့မှမသိဘူးဆိုတဲ့အနေအထားဖြစ်နေတယ်အထောင်တိုက်စစ်မှုထားတဲ့ကိုညာကလည်းအနောက်ကိုစိတ်ကစားနေတယ်ကွင်းလယ်နဲ့လာတွဲဆော်နေတယ်အမ်ဘူမိုထဲတဲ့ဝင်ကစားတယ်အမ်ဘူမိုကတစ်ချက်ဝင်ကန်တာတကယ်သူကစားနေတာကတောင်ပန်အစွန်နာအထိကိုရောက်နေတယ်တကယ်တမ်းကျရင်ကွင်းလေကစားသမားတွေနဲ့တိုက်စစ်ကစားသမားတွေနဲ့အချိတ်ဆက်မမိဘူးတစ်ဖက်သင်း area ထဲမှာချိန်ချောက်နိုင်တဲ့တိုက်စစ်မှုမျိုးမရှိဘူးဆက်ကိုဝင်လာတဲ့ခေါင်းတိုက်ချက်တွေနှလုံးသုံးလုံးတွေ့ရတယ်ဒါပေမဲ့ Sesco ကစားတဲ့အချိန်ကနေပါတော့ Sesco တော့ကျွန်တော်တို့ကအပြစ်ပြောလို့မရဘူးသူကစားတဲ့အချိန်ကနဲတယ်ဂိုးရနိုင်တဲ့အနေထားတစ်ဖက်သူတို့ဝင်လာတဲ့အချိန်မှာတစ်ဖက်သင်းကပိတ်ပလိုက်ပြီလုံးဝပိတ်လိုက်ပြီဘာမှကိုလှုပ်လို့မရတော့တဲ့အနေထားဖြစ်သွားပြီဒီတောင်ပန်းနေ cross တွေပဲရိုက်တင်နေအဲ့ဒါကိုကျွန်တော်တို့ထိရောက်တဲ့အသုံးချမှုမျိုးမလုပ်နိုင်ဘူးဆိုတော့ကားရစ်ပြောသလိုပဲပညာတွေထက်တင်ဖို့လိုနေတာလားဒါမှမဟုတ်ကျွန်တော်တို့ချင်းချောက်နိုင်တဲ့တိုက်စစ်မှုတရားဝယ်ဖို့လိုနေတာလားနောက်ခံဘဲအစွန်လူနေရလူချောနေရတော့လိုနေတယ်ဆိုတော့ကွက်ကွန်ကြီးတွေ့သွားပြီကျွန်တော်တို့ကဒီပွဲမှာဖြည့်သိမ့်ပြီးတော့ဒါ Ineos ဘုတ်ဖွဲ့မြင်အောင်လို့ကားရစ်ကလှုပ်ပြလိုက်တာပါဆိုတော့နှစ်သိမ့်တွေးမျိုးတွေးလို့ရတဲ့အနေထားတော့မဟုတ်ဘူးလိုအပ်နေတဲ့နေရာတွေလိုအပ်နေတဲ့ကစားသမားအရေးသွေးတွေလိုအပ်နေတဲ့ကစားသမား profile တွေကိုအသင်းကအစောကြီးသိတယ်ဘာလီဘာဆိုလို့ရှိရင်လည်းအစောကြီးခေါ်ရမယ့်ဟာကိုယာဒီစကန်နီးမှာကတ်ပြီးတော့ဝုံတိုင်းဆိုပြီးစီစဉ်ပြီးလှုပ်တယ်ဘာလီဘာကိုဘဲချင်းခေါ်ရပါတယ်ကွာဆိုပြီးတော့ Brighton ကတောင်းတဲ့ဈေးကိုမပေးချင်လို့ဈေးကင်ထားတဲ့ဈေးနှိမ်ချင်တဲ့အကွက်နဲ့ဈေးစစ်ချင်တဲ့အကွက်နဲ့အချိန်ဆွဲခဲ့တာကတကယ်ယာစီစတဲ့အချိန်မှာဘာလီဘာမပါလာနိုင်ဘူးဆိုတော့ဒါကအသင်းအတွက်အများကြီးနေတာတယ်ကျွန်တော်တို့တောက်လျှောက်ပြောနေတယ်ကွင်းလယ်မှာအဖြတ်ကစားသမားမရှိဘူးAndrew Santosမနေ့ကကစားတယ်ပျော့တယ်သူ့ရဲ့body ကြန့်ခိုင်မှုကတစ်ဖက်အသင်းကစားသမားတွေကိုမရှင်းနိုင်ဘူး body ကြန့်ခိုင်မှုအားကောင်းတဲ့ဘာလီဘာတို့လိုထဲ့မှကွင်းလယ်မှာအဖြတ်အင်အားကောင်းမဲ့အနေအထားဖြစ်တယ်မနေ့ကကာဆယ်မီရိုကစားသွားတဲ့ကစားဟန်မျိုးအန်ဒရီဆန်တော့ဆိုတယ်လီမန်ဆိုစီမှာထွက်မလာတဲ့အကြောင်းရင်းသူတို့ရဲ့ပင်ကိုကစားတဲ့ဟန်လည်းအဲ့ဒီ style မဟုတ်ဘူးသူတို့ရဲ့ပင်ကိုကစားတဲ့ style နဲ့ United လိုနေတဲ့ profile မျိုးနဲ့ကွာဟချက်ဖြစ်နေတယ်တကယ်ကြရင်အန်ဒရီဆန်တော့ရောတယ်လီမန်ရောကစားပုံကကိုဘီမိုင်းနူးနဲ့ဘာမှတိတ်မကွာဘူးကိုဘီမိုင်းနူးကငယ်ရွယ်တဲ့အတွက်အတွေ့အကြုံနည်းနည်းလိုအပ်မယ်လို့ပြောရင်တော့မှပြောလို့ရမယ်ဒါပေမဲ့ပွဲကစားခဲ့တဲ့အရေးအတွက်တွေကအတွေ့အကြုံကအများကြီးလိုအပ်တဲ့အနေအထားမှာမဟုတ်ဘူးခါတော့ဒါကမေဆီမောက်တန်ရသွားလို့ဥကာဒီတန်ရနေလို့ဒီလူနှစ်ယောက်ကိုစားထိုးဝယ်ရတယ်လို့အကြောင်းပြချက်ပေးကောင်းပေးလို့ရမယ်ဒါပေမဲ့ United လိုနေတဲ့တကယ်ကွင်းလေအဖြတ်ကစားသမားအသစ်ကဒီနေ့မှအားလုံးပြီးစီးတယ်ဆိုတဲ့အနေအထားဖြစ်လာတယ်ကလပ်ဘက်ကတော့မကြခင်မှာတရားဝင်ကြီးညာလိမ့်မယ်ရှေ့တန်းကစားသမားတယောက်ထပ်ဝယ်မယ်ဆိုတဲ့သတင်းတွေလည်းထွက်နေတာမျိုးတွေရှိတယ်အဲ့ဒီဟာကလည်း sexy ထွက်မှ
နောက်ထပ်ကစားသမားဝယ်မယ်ဆိုတဲ့အခြေအနေမျိုးဖြစ်တယ်တကယ်လို့သာအယောင်းဝယ်ဈေးကွက်ပိတ်တဲ့အထိနောက်ထပ်ရှေ့တန်းတိုက်စစ်မှုတယောက်ကိုမရှာနိုင်ဘူးဆိုလို့ရှိရင်တော့ဒီလိုပဲ eBay နဲ့တိုတီကစားရတဲ့ဇက်ဇီးရဲ့ဟာလာချက်စကိုရဲ့အဘူမိုရိုရဲ့ဒီလိုပဲကျွန်တော်တို့ရှေ့တန်းကိုဒီရာဒီမှာဆက်ပြီးဖြတ်တန်းမဲ့အနေအထားမှာရှိတယ်ဒါကတော့ဒီကနေ့နိုင်ငံတကာအားကစားသတင်းဌာနတွေနဲ့အားကစားသတင်းတောက်တွေရေးကြတဲ့ United အပေါ် United ရဲ့ရှုံးပွဲအပေါ်ဝေဖန်ချက်တွေကိုပြန်လည်တင်ပြခြင်းဖြစ်ပါတယ်ပြန်လည်ဆွေးနွေးခြင်းဖြစ်ပါတယ်ကျွန်တော်တို့ United ပရိသတ်တွေရောဘယ်လိုမြင်လဲဆိုတော့ comment မှာမှတ်ချက်ရေးပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျွန်တော်မင်းမင်းလာပါခင်ဗျာ